မာကျိုဆရာတော်ကြီးဒေါက်တာဦးစောတိကကိုဖျားလက်ထက်ကကိုရင်ရာဟုလာနဲ့ဆရာတော်ဥဆန္ဒအကြောင်းပြောပြအောင်မယ်နားမထောင်ရင်လဲနားကိုထောင်ရမယ်ကာကြီးကိုရင်ရာဟုလာကနန်းနေသောအေယာဂါထလက်ခုပ်ထဲသဲအပြည့်ထက်ဖျားထံဆူတောင်းတယ်ဤလက်ခုပ်ထဲမှာရှိတဲ့သဲအရည်အတွက်လောက်တပည့်တော်ရာဟုလာကိုဆုံးမတဲ့ပုဂ္ဂိုလ်တွေပေါ်ပေါက်ပါသေးသတည်းဟုဆူတောင်းပါတယ်ခါခွေနောက်တစ်ပါးဆရာတော်ဥဆန္ဒကလည်းအာကြမေခံနန်းနေသောအေယာဂါထလက်ကိုရေးစေဖျားထံဆူတောင်းတယ်ဤလက်ခုပ်ထဲမှာဘာတစ်ခုမှမရှိသလိုတပည့်တော်ဥဆန္ဒကိုဆုံးမမဲ့ပုဂ္ဂိုလ်တဦးတယောက်မှမရှိပါသေးသတည်းဟုဆူတောင်းပါတယ်ဥသောတိကဒီအဖြစ်ဟာမြတ်စွာဘုရားလက်ထက်ကတကယ်အဖြစ်ပြပါကိုတော်ကခေါင်းပါတယ်ဆရာတော်ဥဆန္ဒနဲ့ဓမ္မဇန်ဤတူတာကိုတော်ကထင်ရလို့တာကိုတော်ကိုဆုံးမမဲ့ပုဂ္ဂိုလ်ဆုံးမရဲတဲ့ပုဂ္ဂိုလ်မရှိဘူးဆိုပြီးအမှားတွေတွန်းပြီးလုံနေတာအခုဆိုရင်ဥသောတိကဟာအာရမဝါဒမပြန်ဝါရေးဥပဒေလေညာမှုဥပဒေရသတကြီးပုံမှဥပဒေ240ဖို့တွန်ဒီဥပဒေနဲ့သာသနာညှို့နှံ့မှုဥပဒေတွေတောင်ကျွလွယ်နေပြီကိုတော်ကကိုရင်ရဟုလားကိုအားမကြပဲဥသန္တာကိုမှတွားအားကြတာကိုဒါပေမဲ့ဥသန္တာကအမှားကိုဒီပြီးအမှန်ပြေးလိုက်တာရဟန္တာဖြစ်သွားတယ်ကိုတော်ကမှားမှန်းနဲ့သိမှာမဟုတ်ဘူးမှားမှန်းသိလဲပြင်းမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးခေါင်းပါတယ်ဥသောတိကဒုက္ခမရအောင်အချိန်မီပြင်းပါအမှားတွေကိုဆက်လက်မကျွလွယ်နဲ့ရတန်းကရပ်ပါလို့တပည့်တော်ဝိတုဒသူငယ်ချင်းကောင်းပိသစွာဆုံးမဩဝါဒပေးလိုက်ပါတယ်ဥသောတိကအနေဖြင့်နာမည်ကျော်မန္တလေးပရိယတ္တိသာသနာဟိတတက်ကြဤတရားစာမေဝဲကြီးဖြည့်စည်းမိဟုကြံစည်ပြီးကာကြီးကျောင်းလင်းစာမေဝဲအဆင့်သားရှိသောခတောက်တဲ့မူလတန်းစာပေလောက်ကိုသာပြဋ္ဌာန်းထားသောကနိုင်ငံညာဘာသာနရတက္ကီဝါဒတွေထည့်ပြီးပြဋ္ဌာန်းထားသောကာကြီးဥယျင်ပရိယတ္တိသာသနာကြီးကကြည်မှုကျင်းပါသောတောက်တဲ့ငမြောက်ငချောက်တရမမာမကစာမေးပွဲနဲ့အောင်မြင်သူများကိုအလင်္ကာရဘွဲတသိက်တော်နဲ့အပိဝန္တဘွဲတသိက်တော်များပေးအပ်ပါသည်ဝယ်ပေးရတဲ့ဥသောတိကလည်းသာသနာဖြင့်ကျူတဲ့ပုဂ္ဂိုလ်ကလည်းသာသနာဖြင့်ပါပဲဥသတိကကိုယ်တိုင်ကျင်းပါတဲ့တရမမာမကစာမေးပွဲဟာပရိယတ္တိသာသနာတော်ကိုမိတ်မအောင်ပြည့်စည်အောင်ကျင်းပပြုလုပ်တဲ့စာငွဲဖြစ်လို့ရတန်းကရပ်ပါဆက်လို့ကျင်းပပြုလုပ်နေမယ်ဆိုရင်ဥသောတိကမကြခင်မှာပဲဖျားစုပြီးဓာန်10ပါးထိပါလိမ့်မယ်